2025 ခုနှစ်ဧပြီလ 18 ရက်နေ့နာနဲ့6နာရီငလင်ဒေသမိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့အဓိကထားလေ့လာတဲ့ခန့်မှန်းချက်ကတော့လေစီးကြောင်းတိုက်ခတ်မှုပေါ်ကနေပြီးတော့မြန်မာပြည်ရာသီဥတုကိုဘယ်လိုသက်ရောက်လဲဆိုတာကိုလေ့လာတဲ့နည်းစနစ်ဖြစ်ပါတယ်။ဒီကနေ့18ရက်နေ့မနေ့6နာရီမှာဆိုရင်ဘင်္ဂလားပင်လယ်ထဲမှာတိုက်ခတ်နေတဲ့လေဟာမြန်မာပြည်တောင်ပိုင်းအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကနေဖြတ်ပြီးတော့အေရဝတီမြေရိုးတစ်လျှောက်အပေါ်ကိုတက်သွားတာတွေ့ရပါတယ်။အဲ့ဒီလေစီးကြောင်းနဲ့အတူရေငွေ့တွေပါသွားပြီးတဲ့အခါမှာဆိုရင်မြန်မာပြည်မြောက်ဘက်ကဆင်းလာတဲ့လေစီးကြောင်းနဲ့မုံရွာနဲ့နေပြည်တော်ကြားမှာထိတွေ့မှုဖြစ်တာတွေ့ရပါတယ်။အဲ့ဒီလိုလေပူတည်လာတဲ့ရေငွေ့နဲ့အဲ့လိုမြောက်ဘက်ကဆင်းလာတဲ့လေစီးကြောင်းဟာတိုင်းတာကြည့်တဲ့အခါမှာအမြင့်ပေ6000အကျော်မှာရေငွေ့ဖွဲ့နိုင်တဲ့အပူချိန်ကိုတွေ့ရပါတယ်။ဒီအတွက်ကြောင့်မလို့18ရက်နေ့မနေ့6နာရီမှာဆိုလို့ရှိရင်ကချင်ပြည်နယ်စကိုင်းတိုင်းမြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်နေပြည်တော်ခရိုင်စစ်တောင်းမြစ်ဝမ်းပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြားမှာနေရာစိတ်စိတ်မိုးရွာနေတဲ့အနေအထားကိုတွေ့ပါမနေ့6နာရီကနေပြီးတော့နေ့လယ်12နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်လေစောစောကငလျင်ဒေသမန္တလေးတိုင်းနဲ့စကိုင်းတိုင်းထဲမှာမိုးဆက်လက်ပြီးတော့ရွာသွန်းနိုင်ပြီးတော့နေပြည်တော်ခရိုင်မှာလည်းမိုးဆက်လက်ရွာသွန်းနိုင်ပါတယ်ထို့အတူကချင်ပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်းမှာလည်းမိုးရွာသွန်းနေမှာဖြစ်ပါတယ်စပားရိပ်သိမ်းနေတဲ့အေရဝတီတိုင်းမှာလည်းနေရာကွက်ကြားမိုးရွာနိုင်တဲ့အတွက်ကြောင့်မလို့သတိထားပြီးတော့ပြင်ဆင်ထားကြပါထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းမိုးဆက်လက်ရွာသွန်းနိုင်ပါတယ်ကယားပြည်နယ်မှာမိုးရေချိန်နည်းသွားပေမဲ့လည်းကရင်ပြည်နယ်မှာတော့မိုးဆက်လက်ရွာသွန်းပြီးတော့မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာမှာဖြစ်ပါတယ်နေ့လယ်7နာရီကနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာတော့ငလျင်ဒေသမှာမိုးပါတဲ့ဆိုရင်ပဲနေပြည်တော်ခရိုင်မှာမိုးပွဲကျနိုင်တဲ့အနေအထားရှိပြီးတော့ရန်ကုန်မှာမိုးများနိုင်ပါတယ်ထို့အတူကရင်ပြည်နယ်ပဲခူးတိုင်းမှာဆက်လက်မိုးများနိုင်ပါတယ်ထို့အတူချင်းပြည်နယ်ကချင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်စောစောကကျွန်တော်တို့ပြောခဲ့တဲ့ပေ6000မြင့်ကဆင်းလာတဲ့